မင်္ဂလာပါရှင် Glass Brother Group မှာကြိုဆိုပါတယ်ကျမတို့ရဲ့ Glass Brother Group ကနေပြီးတော့လူကြီးမီတို့ရဲ့နေအိမ်တိုက်ခန်းရုံခန်းဆိုင်ခန်းတွေကိုအလူမီနီယံမန်ကွန်ပိုစစ်တို့အသုံးပြုပြီးတော့လက်ရသေးသေးစော်နဲ့စိတ်နှုတ်မှန်ကန်ပြီးလူနေမှုဘဝမြင့်တင်ဖို့အိမ်တွေအလားဆင်လို့ရပါပြီ Glass Brother Group ကရရှိနိုင်တဲ့ဝန်ဆောင်မှုတွေကတော့အလူမီနီယံ doors and window ထုတ်လုပ်တဲ့ဆင်ခြင်းအလူမီနီယံ curtain wall များထုတ်လုပ်တဲ့ဆင်ခြင်း composite တက်ဆင်ခြင်းအလူမီနီယံ partition ကာရံခြင်း glass shower room တက်ဆင်ခြင်းလုပ်ငန်းများ glass handrail တက်ဆင်ခြင်းလုပ်ငန်းများ glass roofing တက်ဆင်ခြင်းလုပ်ငန်းများ temper glass door စီလီတက်ဆင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးနေပါပြီ Glass Brother Group ဆိုင်မတ်ကိုတောက်ဥက္ကလာ၄ရပ်ကွက်တူတာတလန်ဝေဇင်ဒါလက်နှင့်ပါရမီလန်တောင်ရန်ကုန်မြို့မှာဖွင့်လှစ်ထားပြီးဖုန်း39 459 185 803 39 993 931 239တို့ကိုဆက်သွင်းနိုင်ပါတယ် Glass Brother Group ဆိုင်မတ်ကိုတော့ရခိုင်ပြည်နယ်စစ်တွေမြို့ကုန်းတန်းရက်ကွက်ကုန်းသေးလက်မှာဖွင့်လှစ်ထားပြီးဖုန်း39 263 939 251 39 959 4939 တို့ကိုဆက်သွင်းနိုင်ပါတယ်